စီစဉ်နောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော်အားလုံးကနေအောင်ကအသက်ရှူတမ်းများဆိုတဲ့ချင်းနဲ့တီးဆိုပြောပြပါမယ်ကျွန်တော်အားလုံးနှုတ်ဆက်ပါတယ်ဒီနေ့ရောက်လာတဲ့ကျွန်တော်ညီမတွေကိုလည်းကျေးဇူးတင်တယ်မရောက်လာနိုင်တဲ့ကျွန်တော်ရဲ့တန်ငယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်မျောလင်းသောတို့ရဲ့လက်တွေ